မင်္ဂလာပါတခဲစီနေတာအလုံးလေးတဲ့ပြေဖို့နှလုံးလို့သွားတယ်ဒီမှာလဲဘယ်မှလည်းမရှိတော့ဘူးဒီမှာမရှိတော့ဘူးဘာလို့ရမလဲကဲဖောက်ဗျာဒီမှာဖောက်တစ်ချိန်တော့ကတော့အရင်ကတဖာဝယ်ပြီးသွားရင်အဲ့တဖာကုံမမလားဆိုပြီးတော့တွေးပြီးစိတ်ပူနေတာအော်ဒီကနေ့ကတော့ဒီတဖာကုံမကိုကြောက်နေရတယ်ဘာလို့လဲဆိုတော့ဒီတဖာပြီးရင်မရှိတော့ဒီတဖာပြီးရင်ပစ္စည်းမရှိတော့ဘူးပစ္စည်းထိုက်ရောက်တယ်ဆိုရင်တော့ရမှာပေါ့ဗျာမရောက်ရင်တော့မရဘူးနောက်ဆုံးဖာပါအမတ်တရားအနေနဲ့ဖောင်းနေတာပါဆိုင်သမားချင်းတွေလည်းပစ္စည်းတောင်းပါတယ်အထင်တွေလွဲကုန်လိမ့်မယ်အမှန်တိုင်းပြောတာပါမရှိပါဘူးဆိုင်သုံးဖို့ဒါလေးပဲရှိတာပါเนาะโอเคလှလိုက်တာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ပါခင်ဗျာနှလုံးလို့တယ်နှလုံးပိတ်ပါโอเค36ကို20လေးဒါလေးကကြတော့3200 mAh လေးနဲ့36ဖို့လေးဆင်ထားတာပါဒါကျွန်တော်အပြင်ကတငယ်ချင်းတယောက်ပစ္စည်းပေးပြီးဆင်ခိုင်းထားလို့ဆင်ပေးထားတဲ့လုံးလေးပါ power station နေဆင်နေတာဆင်တဲ့စီမရောက်ပါဘူးလောလောဆယ်ရမယ် power station ဆင်နေရမယ်เนาะဒီပါအားလုံးပဲကျေးဇူးတင်ပါတယ်တခဲကုံတော့မယ်ဆိုတာလေးလာပြောတာပါတခဲကုံတော့ပါမယ်ဒီပါကျေးဇူးတင်ပါတယ်ဒါပါပဲ